movie ကလောက်နေတဲ့သူတွေတော်တော်များများကြက်သွားတယ်ပြဿနာတွေကိုတခါတည်းနဲ့ဖြည့်ဆင်းပေးမယ်ဆိုတော့ဒီဖြည့်ဆင်းပေးမဲ့ထူကြတော့ကျွန်တော်တို့ transcript ထုတ်ပေးမယ်အတန်ထုတ်ပေးမယ်စသည်တခါတည်းစာတန်းနဲ့တန်းပြီးတော့ထုတ်လို့ရမယ်ဆိုတော့ကျွန်တော် movie ကိုမှ fee နဲ့ထုတ်ခြင်းနဲ့ပတ်စံအားကြီးမတုံးခြင်းဘူးဆိုတဲ့လူတွေအတွက်ဆိုလို့ရှိရင်အတန်လည်းခါမဲ့ထုတ်လို့ရမယ် transcript လည်းစာတန်းမဲ့ထုတ်လို့ရမယ်ဆိုတော့တခုပဲလောက်ရမှာကဘာသာပြန်တဲ့အချိန်မှာဂျမန်မှာဘာသာပြန်ရောဗျာဆိုတော့ဒီ tool လေးကိုကျွန်တော်အခုလက်ရှိမိတ်ဆက်ပေးမယ်ကျွန်တော်ကိုယ်တိုင်လောက်တာပေးတာဖြစ်တဲ့အတွက်ယုံကြည်ဆက်ရအောင်နဲ့မြန်မာစာနဲ့လည်းပါတာဖြစ်တဲ့အတွက်အေးဆွေတောက်လို့ရမယ်ဗျာဆိုတော့ limit လည်းမရှိဘူး fee လည်းပေးတောက်ထားတယ်ဆိုတော့အဲ့ဒီ tool လေးကိုကျွန်တော်အခုလက်ရှိ step by step အားလုံးကိုရှင်းပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ရမယ်ကျွန်တော်ကတော့ Dylan AI ရဲ့ founder ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်အရင်ဆုံးကျွန်တော်ရဲ့ tool လေးကိုဘယ်နာမှရနိုင်မလဲဆိုတော့ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့ယူလို့ရမယ်ကျွန်တော် YouTube channel မှာဆိုရင်ကျွန်တော် description မှာ link ချလာပေးမယ်ဗျာဆိုတော့ Telegram ကိုကျွန်တော်အနေနဲ့ channel လေးကိုလာလို့ရှိရင်ဒီမှာဆိုဒီ channel ပေါ့နော်ဆိုတော့ဒီ Dylan AI ဆိုတဲ့ channel တရားကြည့်ပါဒီ channel ကဆိုရင်မှာ4000ကျော်စီတာပေါ့နော်ဆိုတော့ဒူလေတွေရဲ့စီတာဖြစ်တဲ့အတွက်ကိုယ်နဲ့တရားလေးသိဖို့လိုတယ်ကျွန်တော်ဒီ channel ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုနောက် software တင်ထားတယ်ဗျာဒီ post တွေပေါ့နော်ဆိုတော့ဒီ post တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ link ချတာပေးတယ်ဒါဒီမှာကိုယ်လည်းစလည်းဖတ်ကြည့်လို့ရတော့ပေါ့ဆိုတော့ဒီမှာဗာလေးချတာပေးလဲဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဆို link လေးရှိမှာဗျာဒီ 2 ရဲ့ link တွေပေါ့နော်အဲ့ဒီ 2 ရဲ့ link တွေကိုကျွန်တော်ကလွယ်လေးပဲဗျာဘာမှခါကို copy လေးယူလိုက်ယူပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့Chrome browser မှာပေါ့နော်ခါတိုင်းပြီးတော့နှိပ်လိုက်မှာဗျာ link မှာပြီးတော့ဆိုတော့ခါတိုင်းပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာတင်ညဝင်လာမှာဗျာဆိုတော့ဒီ 2 ကကျွန်တော်တို့ကကီးလေးခုတော့ထည့်ရမှာပေါ့နော်အဒီကီးရကိုကိုယ်တိုင်ယူလို့ရတယ်ဗျာဆိုတော့ဘာမှကို log in ပါလဲဝင်ကြရမလို့ကိုအနေနဲ့တကူ error ဖြစ်လို့ရှိရင်လည်းဒါ Telegram ဓာတ်ရိုက်တောင်းပြီးတော့မေးလို့ရမယ်ဒီမှာဆိုလို့ရှိရင်အတုပ်ကြီးပုတ်တွေကိုမှတစ်ခါလဲဆင်းပြထားတယ်ဗျာဆိုတော့ဒီ2မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒါယနေ့အခမဲ့ဆိုတာကဒါအချိန်20ဆိုတာ limit လားဆိုလို့ရှိရင်တော့မဟုတ်ဘူးဗျာကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ကိုယ်ပိုင်ကီးထဲမှာဖြစ်တဲ့အတွက်စိတ်တိုင်ကြထုတ်လို့ရတယ်ဗျာကျွန်တော်ရဲ့ကီးကိုဒါလည်းဒီတနေ့အချိန်20ဆိုပြီးတော့ပြေးရတာပေါ့နော်ဆိုတော့ဒါကတော့ဘာမှကိစ္စမရှိဘူးအဲ့ဒါအကောင့်နဲ့ထည့်ထားစရာမလိုဆိုတော့ဒီကီးကိုကျွန်တော်ဘယ်ကနေယူလို့ရမလဲဆိုကျွန်တော်တစ်ခါပြမယ်နော်ကျွန်တော်လွယ်လေးပဲဗျာအကယ်ဒီမှာဒီကနေဆိုလို့ရှိရင်တော့ VPN နေပါလေခံရတာမျိုးတော့ရှိမှာပေါ့ဆိုတော့ဒီကောင်လေးကိုဒီ link လေးကိုပဲဝင်လိုက်ဗျာဒီ link လေးကိုဝင်လိုက်လို့ရှိရင်ကျွန်တော်ကနေပြီးတော့ Gmail တစ်ကောင်နဲ့ login ဝင်ပေးလိုက်လို့ရှိရင်ကျွန်တော်ကီးလေးတစ်ခုရမှာဗျာအဲ့ဒီကီးကကျွန်တော်ကဘယ်လိုမျိုးသားလို့လဲဆိုတော့ तू က transcript ထုတ်ဖို့အတွက်ဗျာဆိုတော့အဲ့ဒီကီးမှာကကျွန်တော်ကဒေါ်လာ50 ထိ fee ရတယ်ဗျာ9200ကျော် transcript ထုတ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုတစ်ပုံမှ7 minute ဆိုလို့ရှိရင်အပုတ်ကြီးအများကြီးထုတ်လို့ရတာပေါ့နော်ဆိုတော့ကျွန်တော် Gmail တစ်ကောင်နဲ့ login ဝင်လိုက်တာနဲ့ကျွန်တော်ကီးလို့ရမှာဗျာဒါမှဆိုရင်ကျွန်တော် share ကြည့်မယ်။ကိုကအကောင့်တွေပါဖောက်လာတာမရှိသေးဘူးဆိုရင် तू တစ်ဆင့်ချင်းစီတော့သွားအောင်ပေါ့နော်။ကျွန်တော်ဒီမှာဆိုလို့ရှိရင်တန်းဝင်လိုက်တယ်။ဝင်လိုက်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ money key လေးကိုနှိပ်ပြီးတော့မှကျွန်တော် key လေးကိုကျွန်တော် copy လေးယူပြီးတော့တစ်ထည့်တောက်ရောပေါ့နော်။ဆိုလို့ရှိရင်တွေ့လား။ဒီမှာဆိုကိုကမတွေ့ဘူးဆိုလို့ရှိရင်ဒီ web ဘေးမှာဆို money တွေပါဆိုတာရှိတယ်ဗျာ။အဲဒီ copy လေးကိုယူလိုက်ယူပြီးလို့ရှိရင်ကျွန်တော်တို့ကခဏတည်းထူမှတစ်ထည့်ပေါ့နော်။ထူကဒီမှာဘာဒီမှာဆိုတော့နေဒီမှာလာပြီးတော့ထည့်ပေးလိုက်ပါဗျာဒါတစ်ခါထည့်ရင်တော့ရပါပြီအဲ့မှာဆိုတော့ထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်ရှေ့လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီ setting တန်းတော့ပိုက်သွားမယ်ဆိုတော့ဒီ2ရဲ့အလုပ်လုပ်ဖို့ကျွန်တော်လည်းရှင်းပြမှာဗျာဒီ key ထည့်ပြီးလို့ရှိရင်တော့ဘာမှထပ်ပြီးတော့လုပ်ကြမလို့တော့ဒါညီမဒီကနေဆိုရင် VPN ပါခံပြီးတော့တာမျိုးတွေတော့စိတ်တက်တယ်ဗျာအဲ့ဒါတော့လည်းတတိထားပါအောင်နော် AI ပါဖြစ်လို့ရှိရင်ဒီမှာ Telegram တရားလာမေးလို့ရတယ် Telegram ကလူမှမေးလို့ရတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဘာတွေလုပ်လို့ရမလဲဆိုတော့ तू ကဗီဒီယိုဖိုင်ဖြစ်ဖြစ်အသံဖိုင်ဖြစ်တင်ပြီးတော့မှကျွန်တော်တို့ transcript ထုတ်လို့ရမယ်တခုပဲသိလိုက်ရမှာကဒီမှာဗီဒီယိုတွေတော့ transcript လည်းမထုတ်နဲ့ပေါ့နော်ဒါမှဆိုလို့ရှိရင်ကျွန်တော် MP3 MP4 ဖိုင်မှာစက်ကြထုတ်လို့ရမယ်ဆိုတော့မိနစ်ကတော့မိနစ်20လား25မိနစ်အထိကျွန်တော်ကတ်သက်လာတယ်ဗျာဆိုတော့အားညာလို့ရှိရင်မကောင်းလို့လေဆိုတော့အဲ့လိုမျိုးပေါ့နော်နောက်ကြကျွန်တော်ဒီမှာအမှဆိုလို့ရှိရင် voice over ဆိုတာရှိရဗျာ voice over ဒီ voice ကြတော့ဗျာကျွန်တော် movie recap ကိုပဲ focus ထားပြီးတော့လုပ်တယ် movie recap တော့ဆိုလို့ရှိရင်တော့အသိတော့ဆိုဗျာကျွန်တော်လည်းဒါပဲတောက်တယ်ဒါတွေကလည်းလက်ရှိပေါက်စပဲဗျာအဲ့လိုမျိုးအကြောင်းမို့ကျွန်တော်ဒီကောင်ပဲဒါလောက်လာတော့ပေါ့နော်ကျွန်တော်လည်းဒါပဲတောက်တာပြီးတော့နောက်ပြီးလို့ရှိရင်ကျွန်တော်ကနေပြီးတော့စာအတူအစီလည်းယူလို့ရပြီးတော့မှဒါကြတော့ကျွန်တော် caption ပေါ့နော်ကျွန်တော်တစ်ခါလေးလုပ်ပြမယ်ဆိုတော့ကျွန်တော်ဒီ2မှလာလို့ရှိရင်ကျွန်တော်ဒီမှာဒီ note to time မျိုးရောက်လာမှာဗျာရောက်လာလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒါ transcript နေရာလေးကိုနှိပ်ပြီးတော့မှကို transcript လုပ်မှဟာပေါ့နော်ဆိုတော့တစ်ခါလေးကျွန်တော်တို့ကနေပြီးတော့ Gemini မှာခေါ်တာလို့ရတယ်ဗျာဂျမန်မှာကျတော့အဓိကကျွန်တော်ဘာသာပြန်ပေးပေါ့နော်ဆိုတော့အဲ့ဒီဂျမန်မှာဘာသာပြန်တဲ့ prompt မှာတစ်ခါလေးဒီမှာကျွန်တော်ပေးအောင်မယ်ဆိုတော့အဲ့ဒီ prompt ကကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဘယ်သူမှမပေးဘူးဗျာကျွန်တော်တင်တန်းသားတွေပဲအဓိကထားတော့နော်အခုတော့ဒီဗီဒီယိုမှာတော့တစ်ခါလေးပေးသွားပေးမယ်ဆိုတော့ကျွန်တော်2တဲ့ရလာလို့ရှိရင်ကျွန်တော်ပြီးတော့ transcript ထောက်မှာပေါ့နော်ကိုလောက်ချင်တဲ့ဗီဒီယိုတွေပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ movie ကနေပတ်သက်ပြီးတော့အများကြီး saving လုပ်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်တာလို့ရပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယို file ရွေးလိုက်မယ်ဆိုတော့ကျွန်တော် download တဲ့ file လေးရှိတယ်ပေါ့နော်တဲ့ဖုန်းတောင်းစားကအသက်ရှည်သမားကဝတ်တောင်းဒီမှာလာမသိဒီကောင်လေးလား While working at a company, the woman saw her boss getting cozy with the the secretary. ဗီဒီယိုကျွန်တော် transcript လုပ်မှာပေါ့ The wife stormed into the office, and the woman was fired the next day. တော့ဒီမှာကျွန်တော်ဗီဒီယို file ထည့်လိုက်ပြီးထည့်ပြီးလို့စီမှာရောက်လာတွေ့လားပြီးလို့စီကျွန်တော်ဘာမှလုပ်ကြမလို့ဗျာဒါပါလဲရွေးကြမလို့ကျွန်တော် transcript လေးကိုနှိပ်ပေးလိုက်နှိပ်ပေးပြီးလို့စီသူကနေပြီးတော့ခဏလေးဆောက်လို့စီသူခါတယ် transcript ထွက်လာပြီးသားလောက်လာမှာနော်အဲ့ဒါကကျွန်တော်အရင်တော့ဆိုကျွန်တော် Gemini မှာလုပ်နေကြပေါ့ဒါအလုံးနဲ့လို့ဆိုလို့လည်းသိပါတယ်ဒါမသိတဲ့လူတွေတော့ပေါ့နော်ဘယ်မှာခဏလေးဆောက်ပေးလိုက်လို့စီကျွန်တော်ဒီမှာ transcript ထွက်လာမှာကြာပြီးထွက်လာတဲ့ transcript ကိုကြာတော့ကျွန်တော် Gemini မှာဘာသာပြန်ပါပေါ့နော်ဆိုတော့ဒါမှမဟုတ် Vika workflow တစ်ခုလုံးလို့မှဖြစ်သွားနိုင်တယ်ပေါ့
ဒါထူးကြောင်းပြတာပေါ့နောက်နေ့ကြာဆိုတော့ရက်ကြောင်ပြပေးမယ်သွားဗီဒီယိုစီတော့နည်းနည်းတော့စောက်ရတယ်အဲ့ဒါတခုတော့စီတယ်ဗျာဒါကြီးတော့မကြပါဘူးခဏပါပဲအဲ့မှာဆိုရင်ထွက်လာပြီတလားစာလုံးရေးရပါမှာခါပါဗျာဆိုထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒါလေးကို copy လေးကူးလိုက်မှာဆိုရင် copy လေးပါညာအများရှိဗျာ copy တက်လေးကိုကူးပြီးတော့မှကျွန်တော်တို့ကနေပြီးတော့ Gemini မှာဘာသာပြန်ပေးမယ်ဗျာဆိုတော့ Gemini မှာဘာသာပြန်လို့ရှိရင်လည်းကျွန်တော်ဒီ page နဲ့ prompt အနေနဲ့တုတ်လိုက်လို့ရှိရင်တော့တခါလေ perfect ပြည့်စုံပါဗျာကျွန်တော် prompt လေးကိုကျွန်တော်ထည့်လိုက်မယ်ကျွန်တော် prompt လေးကဒီ design AI ဆိုတဲ့ prompt ပေါ့နော်သူက thumbnail ပဲထုတ်ဖို့မှတခါလေပါမှာဗျာပြီးလို့ရှိရင်ကျွန်တော်ကနေပြီးတော့ပို့လိုက်မယ်ခဏလေးဆောက်ပြီးလာနေသူတခါလေစထွက်လာမှာဗျာဘာသာပြန်ပြီးသားထွက်လာမှာပေါ့နော်ဒီကောင်ဒီ key တခုပဲထည့်ရမှာနော်ဒီ key ထည့်မလိုက်လို့ရှိရင်ကျွန်တော် Telegram တိုက်ရိုက်လာမေးလို့ရတယ်ဗျာမဆိုရင်တော့အတန်ထုတ်ပုံဒါပြီးလို့ရှိရင်တော့အတန်မှာကြာဆာလို့2000ဝယ်ပြီးထုတ်လို့ရဗျာကျွန်တော်ဒီ movie ကြတော့ဆိုလို့ရှိရင်ဒါကွက်တိပဲဆိုတော့ကျွန်တော် movie ကဆိုလို့ရှိရင်တော့5မိနစ်အဲ့လောက်အကောင်းဆုံးပါဗျာဒါကြီးစီလို့ရှိရင်မကောင်းဘူးဗျာဆိုဒါဆိုလို့ရှိရင်တော့ကျွန်တော် Gemini နေပြီးတော့ကျွန်တော်တို့ကိုဒါဘာသာပြန်ပေးလိုက်ရပါတော့ဒီ prompt မှာကြာတော့ကျွန်တော်တို့တစ်ခါလေး copy လေးတစ်ချက်လေးနှိပ်လို့ရအောင်ဆိုပြီးတော့ဒီလိုမျိုးလောက်လာတာပေါ့နော်အဲကြာကျွန်တော်တို့တစ်ခါလေး copy data နှိပ်လိုက်ရပါဗျာဆိုတော့စာမမှန်မှန်ကျွန်တော်နဲ့ကြည့်လို့ရတော့ဗောနော်ဆိုတော့အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော် TikTok မှာတင်တဲ့ဟာမှာဒါ caption တွေ hashtag တွေဗောနော်ဒီပေါ်ကကြာတော့ cover တက်ပေါ့ဆိုတော့နောက်တစ်ခုစီရကကျွန်တော်ကဒီမှာကိုယ့်ရဲ့ခဏလေးဗီဒီယိုထဲကပုတ်လေးကိုမှကျွန်တော်တစ်ခါလေးလက်ထိလိုက်လို့ရှိရင်ကျွန်တော်ဘာရမလဲဆိုတော့ဒါတမ်မနီးမှာတစ်ခါလေးထောက်လို့ရမှာညာကျွန်တော်ဒီမှာတစ်ခါလေးစမ်းပြမှာဗောနော်ခဏကျွန်တော်ထောင်တဲ့ဗီဒီယိုကဒီဗီဒီယိုတစ်ခါဖွင့်လိုက်မယ်မတခါကျွန်တော်ပေါ်လေးတစ်ပုတ်ရိုက်ထည့်လိုက်မှာနော်အဲ့မှာဆိုခဏလေးကျွန်တော်စမှာချက်ကြည့်လို့ရတယ်ကျေးဇူးပြုရေးမိတွေဖြစ်လက်ခံပေးပါဆိုတဲ့ဟာပေါ့နော်တော့ကျွန်တော်အဲ့ဒါတွေနဲ့ line မဲ့ဟာလေးပေါ့သူ့ဝယ်ထည့်လိုက်မှာနော်အဲ့မှာ screenshot တွေရိုက်ပေးလိုက်ပေါ့ကျွန်တော်ဒါပဲရိုက်ပေးလိုက်မှာ okay ပြီးလို့ရှိရင်ခဏလေး Gemini မှာတစ်ခါလေးပို့လိုက်မယ်ပို့လို့ရှိရင်သူ prompt ပြန်ရေးပေးမှာဗျာဒီကောင်လေး Gemini မှာမပို့ဝယ်နဲ့ ChatGPT မှာပို့လို့ရှိရင်လည်းကောင်းတယ်နော်ဆိုတော့ ChatGPT ကကျွန်တော်တို့စမှန်တယ်ဗျာမဟုတ်ဒီပို့ထုတ်လို့ရှိရင်ပို့ပြီးတော့မိုက်တယ်ဗောနော်မဆိုလို့ရှိရင်ကျွန်တော်မှာသူလောက်ပေးနေပြီဗျာဒါ prompt ပေါ့နော်ဆိုတော့ဒီ prompt နဲ့ကျွန်တော်ကနေပြီးတော့ ChatGPT မှာတစ်ခါလေးပို့ထုတ်ပြအောင်ဗောနော်ဆိုတော့ဒီ prompt လေးကို copy ကူးယူမယ်ကူးယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ ChatGPT ကိုရိုက်ချလိုက်မှာဗောနော်ဆိုတော့ပို့ရုပ်ထွက်ပို့ပြီးတော့လှချင်တယ်ဗောနော်ပြီးလို့ရှိရင်ခဏလေးဒီပို့လေးမှာကျွန်တော်ပြန်ပြီးတော့ထည့်မှာဆိုတော့နောက်မဟုတ်သူဘယ်သူမှသူမသိဘူးဗျာအဲ့လိုဒါလေးနဲ့ဆုပ်နေဆက်သွားနိုင်တယ်ဗောနောက် view တွေမှာဆိုတော့ဆင်းသွားမှာပါဒီမှာဆိုကျွန်တော်လည်းပုံထုံးတဲ့ဟာလေးကိုမှယူပေးလိုက်မယ်ဗောအဲ့ပါနည်းနည်းတက်လာချီလို့မရအောင်ချက် GPT ဆိုပို့လိုက်မယ်ညာပို့ပြီးတော့မှကျွန်တော်တို့ဟိုမှာလောက်ကြဆက်သွားလောက်မယ်ညာဒါတော့ထားထားလိုက်အောင်ဗောနော်ကျွန်တော်ဒီမှာခဏတည်းကဘာသာပြန်တာဟာကျွန်တော်အတန်ထောက်မယ်ညာဆိုတော့ဒီမှာ copy လေးကိုယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်ဒီမှာ transcript တွေပြန်လာမယ်ဒီမှာအတန်လေးဒီမှာပေးထည့်လိုက်ရောဗျာအလောင်းလေးနှိပ်ပေးလိုက်လို့ရှိရင်မှာဆိုစာလုံးကြီး6000ကျော်ဗောနော်ကြည့်လိုက်ကြကုန်မှန်လားမမှန်လားပေါ့ဆိုတော့မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့အတန်လေးကိုတီးဟာလေးကိုရွေးပေးလိုက်ရွေးပေးပြီးလို့ရှိရင်ကျွန်တော်စာတန်းလေးပါရမပြောင်းတော့ဘူးเนาะဆိုတော့ဒီမှာspeed ကိုကြာတော့ကျွန်တော်45လောက်ထားကြည့်မယ်45လောက်ဆိုအဆင်ပြေပြီဆိုတော့ကျွန်တော်ဒီမှာတန်ထုတ်လိုက်မယ်ဒါထောက်ခဏဆောက်ပေးလိုက်ပါเนาะဒါဆိုတန်ထုတ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ thumbnail ထုတ်တယ်ဒါဆိုလို့ရှိရင်ဒီမှာ caption နဲ့ hashtag ပေါ့เนาะဒါဆိုလို့ရှိရင်အားလုံး movie ကဆိုတာအစအစောလို့တော့ပြောလို့ရတယ်ဗျာဆိုတော့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုစာသားတွေပါတယ်မှာအစအစောတင်ပေးမယ်နည်းနည်းတော့ဗီဒီယိုစီမယ်အဲ့ဒီဗီဒီယိုဆိုလို့ရှိရင်တော့လေဒါကျွန်တော်ပထမဆုံးဗီဒီယိုပေါ့เนาะပြန်တင်တဲ့ဗီဒီယိုပေါ့ဆိုတော့ကျွန်တော်ရဲ့TikTok မှာလည်းလာပြီးတော့အားပေးလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တော့ဗောနော် TikTok လူတွေလည်း YouTube လာမှာပါဆိုရင်အတန်တော့ထောက်ပါပြီဆိုတော့အတန်ထောက်တော့ဆိုအစတီးလည်းပါတယ်ဗျာဆိုတော့အဲ့ဒါလေးကိုတစ်ချက်နောက်ထောင်ကြည့်လို့ရတယ် မျိုးသမီးတယောက်ဟာကုမ္ပဏီမှာအလုပ်လုပ်နေတော့တစ်ခုကအတွင်းရေးမှုနဲ့ Okay ဒါဆိုကို file နဲ့ပြောင်းလို့ရပါကို file ထက်နေမှာကြာလို့ရှိရင်လေဆိုတော့ down လိုက်မယ်နောက်ခု down မယ် down ပြီးလို့ရှိရင်ကျွန်တော်ကတ်မှာပြပြီးတော့အတန်တန်းဗီဒီယိုနဲ့တွဲရပါဘောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာတမ်မနီရထွက်လာပြီးတွေ့လားကျေးဇူးပြုရေးမိတွေဖြစ်လက်ခံပေးပါဘောနော်ဒီလိုမျိုးလေးပေါ့ဆိုတော့တမ်မနီရဆိုတော့မဆိုပါမိုက်ပါတယ်လာမဟုတ်လားဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်နေပြီးတော့ကတ်မှာတော့မှာပေါ့နော်ကတ်မှာကျွန်တော်ဒီမှာကတ်မှာကျွန်တော်ဒါတော့ဒါ laptop နဲ့လောက်ရတာဖြစ်တဲ့အတွက်တချို့မသိတဲ့လူတွေဆိုနည်းနည်းရွာတော့လင့်မှာပေါ့နော်ဒါပေမဲ့ဖုန်းနဲ့ဆိုလို့ရှိရင်တော့ဒီမလဲပါဘူးlaptop နဲ့လောက်တဲ့လူဆိုရင်ကျွန်တော်ဒီမှာအစမ်း file ကိုပြန်ထည့်မှာပေါ့နော်မျိုးသမီးတယောက်ဟာကုမ္ပဏီမှာအလုပ်လုပ်နေတော့ Okay မှာဆိုရင်တော့ဗီဒီယိုကနေတော့စီးနေဗီဒီယိုကနေနှေးနေလို့ပေါ့နော်အဲ့ဒါကျွန်တော်ခိုင်းပြပြမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ caption မှာcaption လောက်ရင်ကျွန်တော်ဗီဒီယိုကိုတာအတန်ပိတ်လိုက်မယ်ဒီကောင်ကြရင်လည်းအတန်ချိန်လိုက်မယ် အမျိုးသမီးတယောက်ဟာကုမ္ပဏီမှာအလုပ်လုပ်နေတော့တစ်ထည်ဖြစ် Okay ပြီးလို့ရှိရင်ကျွန်တော်ကနေပြီးတော့ speed တွေနဲ့ကစားလိုက်လို့ရှိရင်တော့ရပြီပေါ့နော် speed တင်လိုက်မယ် Okay မှာချက်အနီးကလေးဆွဲကြည့်လိုက်ပေါ့နော်တိတ်မတဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကspeed Okay ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ caption ထည့်ကြည့်မှာပေါ့နော် caption စမှန်လားမမှန်လားပေါ့ဆိုတော့ကျွန်တော်ဒီမှာ
archive လေးကိုနှိပ်မယ် import file လေးကနေပြီးတော့မှကျွန်တော်ခဏလေးထောင်တာနဲ့ဟာလေးကို import ထည့်လိုက်မယ်ပြီးလို့ရှိရင်ထည့်လိုက်မယ် okay အမျိုးသမီးတစ်ယောက်ဟာကုမ္ပဏီမှာအလုပ်လုပ်နေတော့တတိဖြစ်သူကအတွင်းရေးမှုနဲ့ဥကနေတာကိုတွေ့လိုက်ရလို့ okay ဆိုတော့ဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဗီဒီယိုလေးကိုတစ်ခါလေးကောကျင်ရမယ်ဆိုလို့ရှိရင်တော့ဒီမှာဗီဒီယိုလေးကိုခလော့လိုက်မယ် 3D video 4လေးလောက်လိုက်ဆိုရင်ပုံပြီးတော့ကြည့်လို့ကောင်းသွားမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗလားလေးလောက်လိုက်မယ်ကြာအနောက်မှာဗလားလေးထားလိုက်မယ်အဲ့ဆိုပြီးတော့မိုက်သွားမယ် okay ပြီးလို့ရှိရင်တော့စာလုံး file လေးပိုင်းနဲ့ပါပြင်မှာပေါ့နော်file ဆိုတော့တက်မှာကျွန်တော် system file မှာကျွန်တော်ဒီ file လေးကြိုက်တယ်ဆိုတော့ဒီ file လေးကိုထည့်မယ်ပြီးလို့ရှိရင်တော့ဒါလေးထည့်ပြီးတော့မှကျွန်တော်တို့ဒီတိုင်းယူစင်တော့နော်ဒါဆိုလို့ရှိရင်တော့ရနေပြီနော်ဆိုတော့ဒီစာလေးကိုဗလားကိုပဲကြံမယ်ကြာစာလေးကိုဗလားမယ်ဆိုလို့ရှိရင်တော့လွယ်လွယ်လေးရပုံမှာ first ဆိုတာဟာလေးရှိတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ဗလားနဲ့ဟာလေးကိုရိုက်ချလိုက်ရိုက်ချပြီးလို့ရှိရင်ကျွန်တော်တို့နားဆောက်လိုက်အောင်နော်ဒီနည်းနည်းရွာလင်းနေအပေါ်ဗလားလေးကိုထည့်လိုက်မယ်ဒီဗလားအကြောင်းသိကြရမှာကဒီစာတန်းရဲ့အောက်မှာတော့ထည့်ရမှာပေါ့နော်စာတန်းရဲ့ပုံမှာတော့ထည့်လို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့အောက်ထောက်ဒီဆွဲပြီးတော့မှအောက်လေးကိုဆွဲချလိုက်โอเคပြီးလို့ရှိရင်ဗလားလေးကိုမှတ်လေးထားလိုက်ပါတော့ဒါကြောင့်ကပ်ပါလေပတ်လို့မတော့ရမှာနော်ကပ်ဖီပါဆင်းဆိုလို့မရဘူးအဲ့ဒါတခုတော့ရှိတယ်ကျွန်တော်တို့ဒီမှာမတ်မှာကျွန်တော်တို့အနေနဲ့ကျွန်တော်ဗလားကအနောက်ယူနေရောက်ပါလို့မတ်မှာကျွန်တော်တို့ဒီစာတန်းနေရမှာပေါ့နော်စာတန်းနေရမှာဗလားလိုက်မှာပေါ့ဟောဒီနေ့တောက်လေးနေပြီးလောက်လိုက်ရင်ပို့ကြည့်တော့ပါကျွန်တော်ဒီမှာဗလားလာတာကြတော့လေသူကဟိုစာလုံးလေးကြည့်ပါနော်စာလုံးလေးနှစ်ချောင်းသုံးချောင်းဖြစ်နေသေးလားပေါ့အဲဆိုနှစ်ချောင်းသုံးချောင်းမှသူမလို့ဘူးဒါလည်းလွန်အောင်လုပ်လိုက်โอเคဒါဆိုရပြီရပြီဆိုရင်ကျွန်တော်ကနေပြီးတော့ဒီအောက်မှာစာတော့တန်းထူတာနဲ့ဟာလေးကိုအပေါ်လေးကိုတင်ပေးလိုက်ပါတော့ဒီဟာလေးတင်ပေးလိုက်ပြီးလို့ရှိရင်တော့ကျွန်တော်ချက်ကြည့်လိုက်ပါโอเคအဲ့ဆိုဒါမိုက်ပါပြီ အဲ့ဒီကြိုက်အိမ်ရဲ့အမွေတွေကိုရတော့မှာမဟုတ်ဘူးအဲ့ဒီကလေးငါစကားတခုမဲ့နားထောင်အောင်လုပ်ခဲ့ရတာ9နှစ်တောင်ကြာခဲ့တာမိထွေးရောက်လာပြီးအရာအလုံးကိုဖြစ် โอเคဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဒါဆိုတော့ movie ကအစားဆိုပြီးသွားပြီလို့ပြောရပါဒါကျွန်တော် TikTok မှာသွားပြီးတော့တင်ရုံပဲဘာမှတော့မခက်ဘူးဗျာကျွန်တော်1660နဲ့အချိုးထုတ်ပေးလိုက်ပါတော့ပြီးလို့ရှိရင်တော့ကျွန်တော်ခဏတည်းဟို thumbnail ကိုလည်း TikTok မှာတစ်ခါလည်းတင်တဲ့ခါမှာဒါမီတော့ထိပ်ပေးလိုက်လို့ရှိရင်ရပြီနော် thumbnail ကြားဒီမှာကြာဆိုတော့ဒါကြတော့ကျွန်တော်ဒီ tool ကိုတောက်ပြီးတော့ movie ကတစ်ပုတ်အစားဆိုလို့ပြသွားတာပေါ့နော်ဒါ free ပဲဗျာဘာမှမခက်ဘူး movie ကလောက်တာလေဆိုတော့ကိုယ့်အနေနဲ့နားလည်မယ်လို့တော့ထင်တယ်ဆိုတော့ဒီ link ကိုဒီမှာလာပြီးတော့ယူလို့ရမယ်ကိုယ့်အနေနဲ့မသိနားမလဲတာဆိုလို့ရှိရင်ဒီ video မှာလာပြီးတော့မေးလို့ရမယ်ဗျာဒါကျွန်တော်ရဲ့ group ဆိုတော့လူလေးတွေတီးထားပါလူလေးတွေရှိတာဖြစ်တဲ့အတွက်ဒီဗီဒီယိုထဲမှာနားမလဲတာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel ကိုတိုက်ရိုက်လာပြီးတော့မေးလို့ရမယ်ကျွန်တော် link တွေကို description မှာချထားပေးနေနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆော့ပါမယ်ကျွန်တော် movie ကအစအဆုံး movie ကနဲ့ပတ်သက်တာအားတွေအားလုံးကိုဒီ channel မှာ AI tool တွေပါတွေလောက်တာတွေကအစဗျာကျွန်တော် movie က tool တွေလောက်တာတွေကအစဒီမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လုပ်တာပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်